မင်္ဂလာပါ17လပိုင်း16ရက်နေ့အခုလာမဲ့တနင်္ဂနွေနေ့မန္တလေးမှာဆက်ပြလက်တွေ့တင်တန်းရှိပါတယ်။တင်တန်းနေရာလေးကတော့3233ကြား86 76 Hotel မှာတင်မှာဖြစ်ပါတယ်။တင်တန်းအချိန်ကတော့မနက်8ခွဲရောက်မနက်9ညနေ9တရက်ပြတ်တင်တန်းဖြစ်ပါတယ်။တရက်ပြတ်တင်တန်းမို့လို့မတက်မှပူစရာမလိုပါဘူး။တင်တန်းပြီးတဲ့ညနေမှာပဲအမတို့ကဆက်ပြ10မျိုးရှိတဲ့ online class တွေကို free page ချိန်သွားမှာပါ။ဆိုတော့အမတို့လက်တွေ့တင်တန်းမှာဘာတွေတင်မလဲဆိုလို့ရှိရင်ပကံဆေးအဝတ်လျှော်ရေချိုးတဘာဝရှမ်ပူဆက်ပြခဲဖူဂျီလိုဆက်ပြခရင်ဆိုပြီးတော့မှ6မျိုးကိုလက်တွေ့မှာတင်လိုက်မယ်။ပြီးလို့ရှိရင်10မျိုးရှိတဲ့ online class တွေကိုအမတို့က free page join လိုက်မှာပါအဲ့ဒီ10မျိုးရှိတဲ့ online class တွေမှာကနောက်ထပ်4မျိုးကဘာတွေ့ရမလဲဆိုလို့ရှိရင်လက်ဆေးမှန်ချီဆေး hair conditioner တနည်းနဲ့ scrub တနည်းတွေ့ရမှာပါဒါကြောင့်စုစုပေါင်းလိုက်မယ်ဆိုရင်လက်တွေ့ကော online class ကောစုစုပေါင်းမယ်ဆိုရင်10မျိုးတက်သွားမှာဖြစ်ပါတယ်ရှင်မန်လေးစက်ပြလက်တွေ့တင်တန်းကဒီတစ်ချိန်မှာ6သိန်းခွဲနဲ့နောက်ဆုံးတန်းဖြစ်ပါတယ်ဒါကြောင့်လို့စိတ်ဝင်စားတဲ့သူတွေကအမြန်ဆုံးအပ်ထားပါအမတို့ကမန်လေးစက်ပြလက်တွေ့တင်တန်းကို3-4လမှတစ်ချိန်လောက်လုပ်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့တက်ချင်တယ်ဆိုလို့ရှိရင်အမြန်ဆုံးအပ်ထားဖို့ပြောချင်ပါတယ်လာမယ့်တနင်္ဂနွေနေ့ပေါ့နော်အမတို့တင်တန်းအပ်ပြီဆိုတာနဲ့တင်တန်းကြီးတစ်ဝက်လွှဲပြီးတော့မှ confirm လုပ်ထားပေးရတယ်တင်တန်းကြီးကြက်ငွေတစ်ဝက်နဲ့ဘောပက်နီပြာနဲ့ကိုတင်တန်းလာတဲ့နေ့မှာယူလာရုံပါပဲတင်တန်းလာတဲ့နေ့မှာဘာမှထပ်ပြီးတော့မှမကုန်ပါဘူးအမတို့ကအကုန်လုံး PC ပေါ့နော်တင်တန်းဖက်ကဘာတွေစီစဉ်ပေးထားလဲဆိုရင်စာအုပ်စီစဉ်ထားပေးတယ်နေ့လည်စာစီစဉ်ထားပေးတယ်ညနေကျန်ယူပြန်မဲ့ပစ္စည်းတွေစီစဉ်ထားပေးပါတယ်အမတို့တင်တန်းတဲ့ဘာသာ6မျိုးဆိုလို့ရှိရင်6မျိုးကိုတစ်မျိုးတစ်ခုကြစီအိမ်ကိုယူပြန်လို့ရပါတယ်ဆိုတော့အမတို့ကခေါင်းလျှော့ရည်ဆိုလို့ရှိရင်တော့အမတစိတ်ပါပြီးသားကိုပေးလိုက်မှာဖြစ်ပါတယ်နော်အဲ့တော့စိတ်ဝင်စားတဲ့ဆိုအမြန်ဆုံးအပ်ထားပါအမတို့လက်တွေ့သင်တန်းသားတွေကိုပေးဝင်တဲ့ဆက်ပြ10မျိုး online class ကိုလက်တွေ့သင်တန်းလာမတက်နိုင်လို့ online class တီးတန်းတက်မယ်ဆိုလို့ရှိရင်သင်တန်းကြီး9သိန်းခွဲပါရှင်ပြီးလို့ရှိရင်အမတို့ရန်ကုန်မှာဆက်ပြလက်တွေ့သင်တန်းရှိပါတယ်17လပိုင်း22ရက်နေ့ဒီကလည်း Sunday ကြပါတယ်ရန်ကုန်ဆက်ပြလက်တွေ့သင်တန်းကလည်းလူတွေကအကုန်လုံးစအပ်နေကြပြီဖြစ်တဲ့အတွက်အမြန်ဆုံးအပ်ထားဖို့ပြောချင်ပါတယ်ရှင်